ရင်တော့ရမယ့်အတိုင်းပဲရှင်းရမယ်အမြဲကြည့်ခဲ့တာဗုဒ္ဓစာပေကိုလေ့လာတဲ့အခါမှာသူကဘာဘက်ကသွားကြည့်လဲဆိုတော့သူကစွန့်တဲ့ dimension ကနေကျွန်တော်တို့ကိုပြောပြတာသူရှာဖွေတွေးရှိခဲ့တယ်ဒီလူသားတွေရဲ့ပေါ့နော်တိုးတက်မှုတစ်ခုကရမယ့် dimension ပုံနဲ့သူကဘယ်ရှိတော့ငါကြည့်စွန့်တဲ့ dimension တွေစပြောကျွန်တော်တို့ပြောင်းခိုင်းကြည့်ခဲ့အဲ့တော့လေကျွန်တော်စိတ်နာကျွန်တော်ရမယ့် dimension စွန့်ရင်မကောင်းဘူးထင်တာပေးရရင်မကောင်းဘူးစွန့်ရင်မကောင်းဘူးရမှာကောင်းတယ်ကျွန်တော်အဲ့တော့မှစွန့်တဲ့ dimension ကကောင်းလားဆိုတော့စွန့်စားရလားစွန့်ပြီးမှစားရလားစားပြီးမှစွန့်တာဒါပဲကြည့်ကြည့်ပါflow တစ်ခုဆိုတာရှိ flow တစ်ခုဆိုတာရှိ flow တစ်ခုဆိုတာဒီအောက်ကသူကရေဆိုလို့ရှိရင်အောက်ကဆင်းမှာအပေါ်ကပွင့်လို့ရတယ်အောက်ကပိတ်နေရေဆင်းလို့မရကျွန်တော် flow ဘယ်အရာဆိုမှကျုပ် energy အတင်လဲ energy flow တွေရှိရနောက်ကျွန်တော် life flow လဲ life flow တစ်ခုရှိတယ် money တလား money cash flow တွေဆိုတာနားလဲတာဒီ flow တစ်ခုဆိုတာရှိဒီ flow ဆိုတာလေပတ်နေမှာကျွန်တော်ရကျင်တယ်မပေးချင်ဘူးဆိုအဲ့ flow ပိတ်တော့တာပဲစတယ်ပြီးတော့ကျွန်တော်စဉ်းစားတာအဲ့တော့ဘာလို့ပြောချင်တာလဲဆိုတော့ဗုဒ္ဓရဲ့ဟာမင်းစွန့်မှာတန်ဖိုးတက်တာကျွန်တော်ကရမှာတန်ဖိုးတက်တာဒီနှစ်ခုကျွန်တော်တို့ကသွားတွေ့တာပေါ့အညစ်အကြေးတွေဆိုလို့ရှိရင်ဟိုရွှေတို့ဘာလို့ဘာမဆိုပါအညစ်အကြေးတွေဖယ်လိုက်မှတမိုးတက်သွားတာကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ